ဒီနေ့တော့ Torrent Trace အနေနဲ့မှာအရန်ကိုသူကြားပြီးစိတ်ဝင်စားစရာကောင်းတဲ့မြောင်မင်းဝန်အကြောင်းကိုပြောပြချင်ပါတယ်။သူတို့ဟာတခြား Trace အနေနဲ့မတူဘဲလူသားတွေနဲ့ DNA ဖွဲ့စည်းပုံ69%အထိတူညီကြတဲ့အတွက်သူတို့ရဲ့အပြုအမူတွေကတကယ်ကိုအံ့ဩဖို့ကောင်းပါတယ်။မြောင်မင်းဝန် Orangutan နဲ့မြောက်ဝန်ရှပန်စီ Gorilla တွေဟာမျိုးနွယ်စုချင်းစင်တူပေမဲ့မတူညီတဲ့အချက်လေးတွေရှိပါတယ်။မြောင်မင်းဝန်တွေကပုံထဲမှာမြင်ရတဲ့အတိုင်းထူးခြားတဲ့နင်းမျိုးရောင်ဒါမှမဟုတ်လိမ္မော်ရောင်ဝေးတွေရှိတယ်။တခြားမြောင်ဝင်တွေဥပမာ Gorilla ဒါမှမဟုတ်ချပန်စီတွေကတော့များသောအားဖြင့်အမဲရောင်ဒါမှမဟုတ်မီကိုရောင်ရှိတတ်ကြပါတယ်။မြောင်မင်းဝန်တွေကသူတို့ရဲ့ဘဝတက်တန်းတော်တော်များများကိုတစ်ပင်ပုံမှာပဲကုန်ဆုံးကြပါတယ်။တခြားပြောင်းဝန်တွေလွန်မြေပြင်ပေါ်မှာသိမ့်မနေကြပါဘူး။နောက်ပြီးသူတို့ကတခြားမြောင်ဝန်တွေထက်ဆိုင်တကူတဲ့အေးအေးဆေးနေရတာကိုပို့ပြီးတော့ကြိုက်တတ်ကြပါတယ်။မြောင်မင်းဝန်တွေရဲ့လက်မောင်းကခန္ဓာကိုယ်ထက်အများကြီးပိုရှိပါတယ်။မတ်တက်ရလိုက်ရင်သူတို့ရဲ့လက်ကရှည်ချင်းဝတ်အထိရောက်နိုင်တဲ့အတွက်ရှည်လျားပြီးတစ်ပင်ကူကိုအလွန်အကူရပါတယ်။သူတို့အားလုံးကအမိမပါတဲ့မြောင်ဝန်မျိုးနွယ်စုထဲမှာပါဝင်ပေမဲ့မြောင်မင်းဝန်ကတော့သူ့ရဲ့အယောင်နဲ့အေးချမ်းတဲ့အလေးထားကြောင့်တခြားမျိုးနွယ်စုတွေနဲ့တိတိတတ်တပွဲပြနေတာဖြစ်ပါတယ်။မြောင်မင်းဝန်တွေဟာကရိယာတွေကိုအသုံးချတတ်ရုံနဲ့မကပဲပြဿနာကိုဖြေရှင်းနိုင်စွမ်းတဲ့အင်မတန်မြင်မာပါတယ်။ဥပမာမိုးရွာရင်တိတ်ရွယ်ကြီးကြီးတွေကိုထီလိုမျိုးအုံဆောင်တတ်တာစူးရှိတဲ့အသီးတွေကိုစားတော့မယ်ဆိုရင်တိရွက်တွေကိုလက်အိတ်လိုမျိုးအသုံးပြုပြီးကိုင်းတွယ်တာမျိုးတွေလုပ်တတ်ကြပါတယ်။ပြီးတော့သူတို့ဟာညတိုင်းအိတ်ဖို့အတွက်တစ်ပင်ထက်မှတက်ကိုင်းတွေကိုအမှုပညာဆန်းဆန်းချစ်ပြီးအတိုက်အမြုံတစ်ခုကိုလည်းတိဆောက်တတ်ပါသေးတယ်။အဲ့ဒီအတိုက်တွေကဘလောက်တောင်ခိုင်ခန့်တယ်လဲဆိုရင်ဒုတိယတဲ့အိမ်ရင်အောင်ပြိုမကျနိုင်ပါဘူး။သူတို့ရဲ့ဘဝတက်တန်းတစ်လျှောက်မှာအတိုက်ပေါင်း3000ကျော်ထိဆောက်လုပ်တတ်ကြပါတယ်။ Train ဆန်လောကမှာမိခင်နဲ့သားသမီးကြတန်ရောစဉ်အရှိကြဆုံးတော်ဝါတွေတဲမှာသူတို့လည်းပါပါတယ်။မြောင်မင်းဝန်ကလေးတွေဟာသူတို့ရဲ့မိခင်နဲ့အတူ9နှစ်ကနေ10နှစ်အထိအတူတူနေထိုင်ကြပါတယ်။အဲ့ဒီအချိန်အတွင်းမှာမိခင်ဖြစ်သူကဘယ်တီကိုစားလို့ရတယ်ဘယ်လိုပေးကြအောင်နေရတယ်ဆိုတဲ့ Dorin ရှင်တန်နီတွေကိုစိတ်ရှည်လက်ရှိတင်ကြားပေးပါတယ်။သူတို့ဟာအသည့်အနှံတွေကိုစားပြီးတဲ့နောက်အစီတွေကိုနေရာနှံ့ဆွန့်ပစ်ခဲ့ကြပါတယ်။ဒါကြောင့်တော့ဦးကြီးဟာစိန်လန်းဆိုပြေးဖို့တစ်ပင်အသက်တွေပေါက်လာဖို့အတွက်သူတို့ကအဓိကအခမ်းကဏ္ဍကနေကူညီပေးနေတယ်လို့ပြောလို့ရပါတယ်။ EECC နဲ့တွေးတောတယ်လို့ပုံစံမျိုးတွေရှိနေတဲ့အတွက်သူတို့ကိုတောအုပ်ရဲ့လူသားကြီးများလို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်။အခုလိုထူးခြားပြီးရှစ်စရာကောင်းတဲ့ Torrent Trace ဆန်လေးတွေရဲ့အကြောင်းကိုအမြဲပဲထင်ဆက်ပေးသွားမှာမို့ like and share လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်။